ကိုယ့်ရဲ့တနေ့တာကိုဒီတိုင်းလေးဖြတ်တန်းလိုက်ရတာလွယ်ပါတယ်။ဒါပေမဲ့ညဘက်အိတ်ခန့်ဒီအချိန်ကြရင်ဒီလိုဖြတ်တန်းခဲ့တဲ့နေ့တာကိုပြန်တွေးကြည့်တဲ့အခါစောင်းပါတယ်ဟင်းလိုပဲ။ပေါ့ပြက်ပြက်နဲ့အတိတ်ပဲမရှိတဲ့နေ့ဖြစ်နေတာ။ဒီလိုအတိတ်ပဲမရှိတဲ့နေ့တွေနဲ့ဘယ်တော့အချိန်ဖြိုးခဲ့ပြီလဲ။နောက်တစ်လတစ်နှစ်ဒါမှမဟုတ်9နှစ်ထိဒီလိုပဲဆက်နေအောင်ပါလား။ဘဝမှာတစ်ခါပဲရှင်နေရတာမင်းရဲ့အချိန်တွေခွန်အားတွေငယ်ရွယ်မှုတွေကိုကောင်းကောင်းအသုံးချပါမင်းအခုဘာလုပ်ချင်လဲဘာတွေဒီဖောက်ချင်လဲကိုယ့်ရဲ့တနေ့တာလေးကိုတေချာလေးဖြတ်တန်းကြည့်အရင်လုံးနေကြတက်တော့တာအရာလေးတွေနဲ့ပေါ့ပေါ့ပါနေရမျိုးမဟုတ်ပဲတခုခုကိုရွယ်ချက်ရှိရှိနဲ့အားဖိုက်ထုတ်နေရမျိုးလုပ်ပါဒါခက်ခဲလိမ့်မယ်ပြင်ပန်းလိမ့်မယ်ဒါပေမဲ့အဲ့ဒီတနေ့တာကုံဆုံးသွားတဲ့အခါကိုလုပ်ခဲ့တဲ့ဟာတွေကိုပြန်တွေးကြည့်ရင်ခက်ခဲပေမဲ့လည်းအတိတ်ပဲရှိနေပါလိမ့်မယ်နေတိုင်းဒီလိုနေမျိုးဖြစ်အောင်လုပ်ပါဖြစ်လို့မနေပါနဲ့မင်းရဲ့ဘဝကြီးဖြစ်ချင်တိုင်းဖြစ်သွားလိမ့်မယ်ဒီလိုဖြစ်ချင်တိုင်းဖြစ်နေတဲ့လူကလူကြောင်မှမဟုတ်တယ်လို့ဘူးကလည်းသူ့ကိုလူရတွေးချင်မှာမဟုတ်ပါဘူးအဲကြောင့်မလို့မင်းတစ်ခုခုဒီဖောက်နေဖို့လိုတယ်လူရဖြစ်ဖြစ်မင်းအတွက်အတိတ်ပဲရှိမယ်အရာတစ်ခုခုပေါ့